အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကျမကတော့အိမ်မှာလည်းကောင်းမှောင်လေးလည်းလှရှိရနေကောင်းချင်းမှုကြော်လေးလောက်စားဖြစ်ပါတယ်ဒီနေ့လေးကလောက်စားလည်းရမ်းလွယ်ကူပြီးတော့စားလို့လည်းရမ်းကောင်းပါတယ်လုံနေတာလည်းရမ်းလွယ်ကူပါတယ်တော့လိုက်လို့စားကြည့်ပါရှင်အရှင်ဆိုတော့ကစုံလေးတွေအရင်ပြပြထားလိုက်ပါမယ်ရှင်ကစုံလေးပြပြသွားပြီဆိုရင်တော့ဒီကံတစ်လုံးနဲ့ကိုစိတ်ပြီးတော့အေးခံထားလိုက်ပါမယ်ရှင်ကျမကတော့ဒီကောင်းချင်းမှောင်ကိုအသုံးပြုထားပါတယ်ရှင်ဒီကောင်ညမောက်တစ်ထုပ်ကိုကျွန်မတဝက်ပဲအသုံးပြုထားပါလိမ့်ရှင်။စားလေးထည့်လိုက်မယ်။ရေလေးထည့်လိုက်မယ်ရှင်။ပြီးရင်တော့တမတော့အောင်နဲ့ပေးလိုက်ပါမယ်ရှင်။ပျော်လဲမပြောမာလည်းမမာတဲ့အနေထားလေးဖြစ်ရပါမယ်ရှင်။ပြီးရင်တော့ကစားဝင်လေးခြေထားလိုက်ပါမယ်ရှင်။ခြေပြီးတော့ရင်တော့တခြားလေးထည့်လိုက်ပါမယ်ရှင်။တခြားတော့ကိုအချို့ချက်ချက်တော့ထည့်နိုင်ပါတယ်နော်။ပြီးဒါဆိုရင်တော့မုတ်အစာလေးရပါမယ်နော်။ဒီမုံလေးတွေစားလုံးတဲ့နေရာမှာဆိုရင်တော့လုံးကြည့်သေးရတော့ကိုယ်စိတ်ကြလုံးနေမှာနော်။ကျမလည်းဒီအနေတော်လေးပဲလုပ်ပါလိမ့်ရှင်။မုံလေးတွေလည်းလုံးသွားပြီဆိုတော့ကျမတို့စပြီးကြော်ပါမယ်ရှင်။ဒီကြော်တဲ့နေရာမှာပေါ့နော်မင်းရင်းပြင်းကြမလို့ပါနော်။ဒီလိုလေးကြော်စားကြည့်ရလေဝဲစားတာစားရင်ကိုယ်အိမ်မှာကိုယ့်အနေကိုလှုပ်ပြီးစားတာကုန်ကြတဲ့တသားတဲ့စားလို့လည်းကောင်းတယ်ပြီးတော့ကျတော့ဝါအောင်လည်းစားရတယ်ပေါ့နော်။တစ်ခါကရှူဝါရောင်းလေးတန်းလာပြီဆိုရင်တော့ကျမပြန်ပြန်လာပေးလိုက်ပါမယ်နော်။ကဲဒီလိုနေလေးရပြီဆိုရင်ချက်ပြီးပေါ့နော်။စေထားလိုက်ပါမယ်ရှင်။ကဲကစားကောင်းနေမှာလည်းရပါပြီနော်။ဆက်ဆက်ပါအောင်ရှင်။အဆုံးထိကြည့်လို့ကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်နော်။